ဘူးကွန်ဖွင့်တဲ့နေရာမှာလက်ကင်ကွင်းလေးပြုတ်ထွက်သွားရင်ဇွန်းတစ်ချောင်းကိုအသုံးပြုပြီးအလွယ်တကူဖွင့်လိုက်ပါတယ်ဇွန်းရဲ့လက်ကင်ကိုအပေါက်ထဲထည့်ပြီးအပေါ်ကိုအသားရဖိချလိုက်ရုံပါတယ်အပေါ်ရှိတဲ့ plastic အိတ်တွေကို plastic ဘူးလင်းထဲမှာတစ်ခုပြီးတစ်ခုအစီအီထည့်ထားနိုင်ပါတယ်အိတ်ကိုဆွဲထုတ်လိုက်တဲ့အခါနောက်တဲ့အိတ်ကလိုက်ပါလာမှဖြစ်လို့တတရရဲ့နဲ့အလွယ်တကူအသုံးပြုနိုင်ပါတယ်လက်ဖက်6ဖက်ဒီမပါဘဲလက်ဖက်ဒီတောက်ချင်ရင်ခွက်တစ်ခုရဲ့အောက်ခြေမှာအပေါက်လေးတွေဖောက်ပြီးအသုံးပြုနိုင်ပါတယ်လက်ဖက်ဒီကိုအပေါက်ဖောက်ထားတဲ့ခွက်ထဲမှာထည့်ပြီးပြန်ဆွဲတင်လိုက်ရင်လက်ဖက်6ဖက်ဒီကင်းစင်တဲ့လက်ဖက်ရည်ကြီးကိုရရှိမှာပါ plastic ဘူးလင်းအပေါ်ပိုင်းကိုဖြတ်ပြီးအပေါက်လေးတွေဖောက်လိုက်ရင်မီးဖိုချောင်းတုံးရေစေးခွက်လေးတစ်ခုရရှိပါမယ်ဟင်းဒီဟင်းရွက်စီးတဲ့အခါအစာဟောင်းတွေပိတ်မနေအောင်အသုံးပြုနိုင်ပါတယ်မြေပဲတွေကိုကျိတ်ဆက်နဲ့ကျိတ်တဲ့အခါအမုံအမွှားတွေမလွင့်စင်အောင်ကျိတ်ဆက်ခေါင်းမှာ plastic အိတ်ဆွတ်ပြီးမှကျိတ်ပါဒါဆိုရင်တန်တန်ရှင်းရှင်းနဲ့မြန်ဆန်ရရှိပါမယ်ရေမြုပ်ကိုပတင်းပေါက်ဘောင်အတိုင်းတိုင်းတာပြီးဓာတ်နဲ့အပေါက်လေးတွေလိဖြတ်လိုက်ပါဒါဆိုရင်ပတင်းပေါက်ဘောင်ကြားတွေကဖုံတွေကိုအလွယ်တကူတိုက်ချွတ်လိုက်ပါတယ်အမိုက်အိတ်ကိုအမိုက်ပုံနဲ့ထည့်တဲ့အခါအိတ်ကိုပြောင်းပြန်လှန်ပြီးပုံနဲ့အပြင်ဘက်ကနေဆွတ်ချလိုက်ပါဒါဆိုရင်လက်နဲ့လိုက်ပြင်းနေစရာမလိုပဲအိတ်ကပုံထဲမှာကွက်တိဖွေသွားပါလိမ့်မယ်အသုံးမပြုတော့တဲ့သွားပုတ်တန်ရဲ့ခေါင်းကိုဖြတ်ပြီးပုံစံပြောင်းကတ်လိုက်မယ်ဆိုရင်အကွေ့အကောက်နေရာတွေနဲ့ပတင်းပေါက်ဘောင်ကြားတွေကိုတန့်ရှင်းရေးလုပ်ဖို့အရင်အဆင်ပြေပါတယ်ရေထည့်ထားတဲ့ plastic ဘူးလင်းမှာဘူးလင်းကောင်းတက်ဆင်လိုက်ရင်လက်ကင်ပါတွေရေဘူးလေးလိုမျိုးအလွယ်တကူအသုံးပြုနိုင်မှာဖြစ်ပါတယ်ရေမြုပ်ကိုလိဖြတ်ပြီးတုတ်တစ်ချောင်းမှာပတ်လိုက်ရင်အောက်ခြေနှက်တဲ့ထန်းကွက်တွေကိုဆေးကြောတဲ့နေရာမှာအရင်အဆင်ပြေပါတယ် plastic ဘူးလင်းအဖုံးကိုအပေါက်ဖောက်ပြီးပူပေါင်းနဲ့တွဲသုံးလိုက်ရင်ရေပုံပိုင်ခေါင်းကို360ဒီဂရီလိုလိုလွှဲပက်ပြီးအသုံးပြုနိုင်မှာပါ